လန်လေးရဲ့အစမှာတော့သူ့ရဲ့တိုက်ခန်းလေးထဲမှာပဲတယောက်တည်းအခြေချနေထိုင်ပြီးကိုဝန်းကိုကြောင်းနိုင်တဲ့မျက်မမြင်လူငယ်လေးရိုဟန်နဲ့စတဲ့မိတ်ဆက်ပေးထားပါတယ်။ဒီနေ့မှာတော့သူ့ကိုအမျိုးသမီးတယောက်ကမျက်စိမမြင်တဲ့မိန်းကလေးတယောက်နဲ့ချိန်တွေ့ဖို့စီစဉ်ပေးခဲ့ပါတယ်။ရိုဟန်ဟာချိန်ထားတဲ့နေရာကိုသွားရင်လမ်းမှာစပိန်ချိန်ကျိုးပြတ်နေတဲ့အိနီနာချင်းကောင်လေးပါစီကိုကူညီပေးခဲ့ပါတယ်။ပါစီကဦးလေးကလူတွေကိုဘယ်လိုခွဲခြားတာလဲလို့မေးလိုက်တဲ့အခါရိုဟန်ကကိုပိုင်ယုံကြည်မှုရဲ့နောက်ပြီးလူတစ်ယောက်ချင်းစီရဲ့ကိုသိန်းနဲ့ကိုခွဲခြားမှတ်သားတာရဲ့ပေါ့လို့ပြန်ဖြေခဲ့ပါတယ်။စားသောက်ဆိုင်ကိုရောက်တဲ့အခါမှာတော့စူးဆိုတဲ့မိန်းကလေးနဲ့ဆုံကြပါတယ်။စူးကတော့စားသောက်ခြင်းမှာရင်သူမကိုစောင့်ရှောက်ခဲ့တဲ့သူစိတ်မကောင်းဖြစ်မှာစိုးလို့သာတီကိုလာခဲ့တာဖြစ်ကြောင်းအိမ်တော်ပြုတ်ဖို့စိတ်မကူးထားကြောင်းပုံမလင်းလင်းနဲ့ပြောခဲ့ပါတယ်။သူမကအမောင်တို့ကနေနောက်ထပ်အမောင်တို့ကိုအလင်းမပေးနိုင်ဘူးလို့ဆိုကညင်းဆိုခဲ့ပေမဲ့ရိုဟန်ကတော့အမောင်ထဲမှာတယောက်ထဲထက်စားရင်အဖော်ရှိတာပိုကောင်းပါတယ်။မင်းငါအကြောင်းတေချာမသိဘဲနဲ့တော့မဆုံးဖြတ်ပါနဲ့အောင်လို့ပြောခဲ့ပါတယ်။အဲဒီနောက်သူတို့နှစ်ယောက်ပွဲတော်တစ်ခုကိုအတူတူသွားကြပါတယ်။အဲဒီပွဲမှာအာမစ်ဆိုတဲ့လူမိုက်ကောင်ကစူးကိုမယိုးမသားနဲ့စိုက်ကြည့်နေခဲ့ပါတယ်။နောက်ရက်မှာတော့ရိုဟန်ဟာစူးအလုပ်လုပ်တဲ့ကခုံချင်းတင်တဲ့ကြောင်းကိုလိုက်သွားခဲ့ပါတယ်။မျက်မမြင်နေအောင်ကခုံရတာဟာခက်ခဲမယ်လို့အားလုံးကထင်ထားပေမဲ့ရိုဟန်ကခုံမဲ့နေရာအကျယ်ဝင်းကိုမေးမြန်းပြီးစူးကိုအံ့ဩသွားအောင်ခေါ်ယူကပြခဲ့ပါတယ်။ဒါအောင်မြင်တော့မှကျန်တဲ့သူတွေကလည်းဝမ်းဝင်းကူညီပေးကြရင်စူးဟာရိုဟန်ကိုစတင်ချစ်မိသွားခဲ့ပါတယ်။ဒီနေ့မှာတော့သူတို့နှစ်ယောက်ဖက်နဲ့သွားဝေချပါတယ်။ရိုဟန်ကဖက်နဲ့တရံချင်းစီကိုကျမ်းပြင်ပေါ်မှာမြည်တဲ့အတန်ကိုနားထောင်ပြီးစူးအတွက်အကောင်းဆုံးတရံကိုရွေးချယ်ပေးခဲ့ပါတယ်။လူကြီးကားတဲ့ကုံတိုက်ထဲမှာသူတို့နှစ်ယောက်လက်ချင်းလွတ်ပြီးလူချင်းကွဲသွားတဲ့အခါမှာတော့ရိုဟန်ဟာစင်မော်တက်ပြီးမိုက်ခရိုဖုန်းကနေတဆင့်စူးကိုတောင်းပန်စကားပြောပြီးရှာဖွေခဲ့ပါတယ်။စူးကဖက်နဲ့အတန်ကိုသုံးပြီးရိုဟန်စီကိုပြန်ရောက်လာခဲ့ပါတယ်။အဲဒီနေ့ကစပြီးရိုဟန်ကမင်းဟာငါ့ဘဝရဲ့တစ်ခုတည်းသောအလင်းရောင်ပဲလို့ပြောပြီးသူတို့နှစ်ယောက်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုတွေဟာကြာရှည်မခံခဲ့ပါဘူး။အာမစ်နဲ့သူ့တငယ်ချင်းဝါဆမ်တို့ဟာရိုဟန်လှုပ်သွားနေတော့စူးကိုအိမ်ထဲထိဝင်ရောက်စော်ကားခဲ့ပါတယ်။ရိုဟန်ကရဲစခန်းမှာတိုင်ချက်ဖွင့်ခဲ့ပေမဲ့အာမစ်ဟာဝင်းကြီးရဲ့ညီဖြစ်နေတာကြောင့်ပဲရဲတွေကအမှုကိုဖုံးဖိပေးခဲ့ပါတယ်။မှုခင်းစစ်ချက်မရအောင်လဲသူတို့ဇနီးမောင်နှံကိုပြန်ပေးဆွဲပြီးပင်လယ်ထဲကိုပြစ်ချထားခဲ့ပါတယ်။တရားဥပဒေကသူတို့ကိုကြောခိုင်းသွားတဲ့အခါမှာတော့စူးဟာစိတ်ဒဏ်ရာကိုမခံစားနိုင်ပဲကိုအဆုံးစီရင်သွားခဲ့ပါတယ်။ရိုဟန်ဟာအကြီးအကျယ်ကြီးကွဲသွားခဲ့ရပါတယ်။ဝင်းကြီးကသူ့စီလာပြီးတော့အမှုကိုပိတ်ပေးဖို့ချင်းချောက်တဲ့အပြင်သူ့ဇနီးဟာဒုတိယအကြိမ်ထပ်မံစော်ကားခံခဲ့ရကြောင်းသိလိုက်ရတဲ့အခါမှာတော့ရိုဟန်ဟာကိုယ်တိုင်တရားစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာအတန်တုလုပ်ပြီးလူတွေကိုလှည့်စားနိုင်တဲ့သူ့ရဲ့ပါရမီကိုအသုံးချပြီးအာမစ်ဝါဆမ်နဲ့ဝင်းကြီးတို့ကြားမှာရန်တိုက်ပေးခဲ့ပါတယ်။ရိုဟန်ဟာဝါဆမ်ကိုသူတို့အမြဲသွားနေကြဇက်ယုံဟောင်းထဲမှာကျိုးဆွဲချတက်ဖြတ်ခဲ့ပါတယ်။အာမစ်ကိုတော့သူတို့ဇနီးမောင်နှံကိုနှိပ်စက်ခဲ့တဲ့ကားကိုတောင်ဟောင်းထဲမှာပဲသူ့ကိုဝင်းကြီးကိုယ်တိုင်မသိပဲမိရှို့တက်မိအောင်စီစဉ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဝင်းကြီးကိုသူတို့ဝယ်ထားတဲ့တိုက်ခန်းအသစ်ပေါ်ကနေတွန်းချပြီးတက်ပစ်ခဲ့ပါတယ်။စုံတော့ချောင်ဘေးကဒါရီအားလုံးကိုရိုဟန်လောက်တာမှန်းသိပေမဲ့တက်တည်ရှာမရဖြစ်နေခဲ့ပါတယ်။ရိုဟန်ဖုန်းခေါ်ဆိုမှုတွေလုပ်ခဲ့တဲ့ဖုန်းတဲပိုင်ရှင်ကိုတက်တည်အဖြစ်ပြဖို့ကြိုးစားပေမဲ့ထူးဆန်းစွာနဲ့ပဲအဲ့ဒီဖုန်းတဲပိုင်ရှင်ဟာလည်းမျက်မမြင်တယောက်ဖြစ်နေတာကြောင့်ရိုဟန်ကိုမမှတ်မိနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရိုဟန်ဟာသူ့ဇနီးအတွက်တရားမျှတမှုကိုကိုယ်တိုင်ရှာဖွေပြီးအပြစ်ပေးမခံရတဲ့အပြင်ပြီးပြည့်စုံတဲ့ရာဇဝတ်မှုကိုဖန်တီးကအောင်မြင်စွာနဲ့လက်စားချေနိုင်ခဲ့ပါတော့တယ်။အဆုံးထိနားထောင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်စကားကောင်းတွေကို recap အနေနဲ့ပြန်လည်တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ခဲ့ကြဖို့အားလုံးကိုတောင်းဆိုပါရစေခင်ဗျာ။